ဒီနေ့တော့ကျွန်တော်ဒီ SketchUp မှာ model တွေ object တွေကိုဘယ်လို copy လုပ်လဲပေါ့နော် copy paste လုပ်လဲ SketchUp toolbar တွေမှာကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီcopy to တွေ့ရအောင်เนาะ copy to ကမတွေ့ရဘူးအခုချိန်ထိပေါ့နော်နောက်ပိုင်းဒီ version တွေအထိကိုဒီ copy to ကိုတည်တံ့သူမထားဘူး AutoCAD တို့ကျွန်တော်တို့တခြား software တွေပေါ့နော်ဆိုလို့ရှိရင်တော့ဒါမဲ့ဒီ SketchUp software မှာတော့ဒီ copy ကိုတည်တံ့ခွဲထားမှာမရှိဘူး Okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ object တစ်ခုကိုဘယ်လို copy လုပ်မလဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒီနေ့ပြောပြပါမယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့က object လေးတစ်ခုဆွဲလိုက်မယ်ဘယ်လိုကူကျွန်တော်ဒီ object လေးပေါ့နော်ဒါလေးတစ်ခုဆွဲလိုက်မယ်ဟုတ်ပါပြီဟုတ်ပြီဆိုတော့ကျွန်တော်ဒီ object တစ်ခုရလာပြီဆိုတော့ဒါလေးကိုကျွန်တော်တို့ကသူ့ကို group လေးလုပ်ထားပေးပါ group လေးပေါ့နော်SketchUp မှာလည်းခုနကပြောတဲ့တခုကသူကဒီကျွန်တော်တို့ဆွဲလိုက်တဲ့ object ဒီသူကဒီအုပ်စုလိုက်နေတဲ့သူမရောက်လာဘူးသူကပြောရင်တော့တခုချင်းပေါ့ဗျာဒီတစားချင်းပေါ့နော်ဥပမာဒီ line လေးဆိုတော့ကျွန်တော်ဒီ line လေးတစ်ခုကိုကျွန်တော်တို့ကဒီလိုဆွဲထုတ်လိုက်မယ်ဆိုတော့ line ဒီနော်ပါလာတတ်တယ်နော်ဒီ face ဆိုလိုက်နေဆိုလို့ရှိရင်ကျွန်တော်ကဒီ object ကို group လုပ်ထားတယ်နော် object group လုပ်တဲ့အခါမှာကျွန်တော်တို့ကဒီ object ကို select နော်သူ့ကို select လုပ်တဲ့အချိန်မှာသူ့ကိုရွေးတဲ့အချိန်မှာပေါ့နော်ရွေးတဲ့အချိန်မှာကျွန်တော်တို့နှစ်မျိုးလုပ်လို့ရတယ်တစ်မျိုးကတော့ကျွန်တော်တို့ဒီ mouse လေးနဲ့ပေါ့နော်သူ့ရဲ့ဒီ window cross ပေါ့နော်ကျွန်တော်တို့ဒီ coordinate ရှိရဲပေါ့နော်အဲ့လို window ခေါ်လိုက်တာပေါ့နော် window ခေါ်လိုက်တယ်အဲ့လိုတောက်ပြီးတော့ select လုပ်လို့ရတယ်လို့နောက်တစ်နည်းကတော့ဒီ object ကိုဒီ object ပေါ်မှာ mouse လေးကိုထားပြီးတော့တနေရာclick လိုက်မယ်ဟုတ်ပြီနော်ကြိုက်တဲ့တနေရာ click လို့ရအောင်နော်တနေရာ click လိုက်မယ်ပြီးတော့သူ့မှာ right click နှိပ်လိုက်ပါ mouse ကိုအဲ့ဒီနေရာမှာထားမယ် right click နှိပ်လိုက်ပါနော်ပြီးတော့ကျွန်တော်တို့ကဒီမှာ select ဆိုတာရှိရဲနော် select ဆိုတာပေါ်လာတယ်အဲ့ select ရဲ့ရှင်းမှာဆက်သွားလိုက်လို့ရှိရင် all connected เนาะဆိုတော့ connect လုပ်ထားတာတွေအားလုံးကိုကျွန်တော်တို့ကရွေးမယ်ဆိုတဲ့သဘောပေါ့နော် all connected ရွေးလိုက်လို့ရှိရင်လည်းအဲ့ object ကရွေးပြီးတာဖြစ်သွားတယ်เนาะအဲ့တော့အဲ့ဒီခုမှာဘာကြောင့်အဲ့လိုခွဲထားလဲပေါ့နော်ဘာကြောင့်အဲ့လိုလုပ်သင့်လဲဆိုတော့ကျွန်တော်တို့ကဒီတခြား object တွေရှိတယ်ဆိုလို့ရှိရင်တော့အဲ့ object တွေကြားထဲကဒီလို window ကောက်လိုက်မှာဆိုတော့တခြား object တွေကိုသွားထိမှာဆိုတော့ဥပမာဒီ object ဆိုရင်သွားထိရဆိုရင်သူကရွေးသွားမှာဆိုတော့နော်ဟုတ်နော်အဲ့တော့ဒီတဲ့သူ့ပေါ်မှာကောက်လိုက်ခြင်းအပြင်ကတော့တခြား object ကိုသူထိစရာအကြောင်းမရှိရဘူးဟုတ်ပြီနော်အဲ့တော့ဒီနေရာတော့အပြင်အသုံးဖို့တက်မယ်လို့ယူဆနော်ဒါကတော့ကိုခင်းနေလို့သုံးလို့ရတယ်โอเคအဲ့ဒါကတော့ကျွန်တော်ရွေးတဲ့နည်းပဲရှိသေးတယ်ဒါပေမဲ့ဒီ object ဒီ group မဖြစ်သေးဘူးဟုတ်နော် group မဖြစ်သေးဘူးဆိုတော့ကျွန်တော်တို့ group ပြန်မလုပ်မလဲဆိုတော့ right click ကထပ်နေလိုက်ပါနော် mouse ကိုအဲ့ဒီ object ပေါ်မှာထား right click ကထပ်နေမယ်ပြီးတော့အဲ့မှာ make group ဆိုတာရှိတယ်ဟုတ်ပြီနော်အဲ့ဒါလေးရှိတယ်အဲ့ဒါလေးနဲ့ကျွန်တော်တို့ click လိုက်မယ်ဆိုလို့ရှိတော့ okay ဒီတခါဆိုလို့ရှိတော့ဒီ object ဒီကျွန်တော်တို့ကဒါ group လုပ်ပြီးသားဖြစ်သွားပြီဆိုတော့ပုံစံမပြတ်စီပဲနဲ့ဒီ object ဒီဘယ်နေရာမှာဆို object ကို copy ဘယ်လိုလုပ်မလဲเนาะဒီထဲမှာတော့ကျွန်တော်တို့တွေ့ရတဲ့လောက်ကတော့ copy နဲ့ပတ်သက်တဲ့ comment ပေါ့နော်တခုမှမရှိဘူးပေါ့နော်အဲ့တော့မရှိတဲ့အတွက်ကျွန်တော်တို့ကဒီမှာဘယ် comment ကိုသုံးမလဲဆိုတော့ဟောဒီက move comment ကိုသုံးမယ်เนาะ move comment ကိုသုံးမယ်ဟုတ်ပြီဒီ object ကိုလည်းရွေးထားပြီဆိုတော့ move comment ကိုသုံးမယ် move ကိုယူလိုက်ပြီ okay လိုက်ပြီးတော့ဒီ object ကိုကျွန်တော်ကင်လိုက်တယ်เนาะကင်လိုက်တယ်ဆိုတော့အဲ့တော့သွားပြီးတော့ mouse လေးကိုဖိလိုက်เนาะ mouse ကတော့ဒီ left ညို့ပေါ့เนาะ left click เนาะဒါလေးနဲ့ကျွန်တော်ဖိပြီးတော့ drag ဆွဲလိုက်เนาะ drag ဆွဲလိုက် okay ကြိုက်တဲ့နေရာဆွဲလို့ရတယ်เนาะ x y ကြိုက်တဲ့နေရာဆွဲလို့ရတယ် okay ဆိုတော့ဆွဲလိုက်ပြီဆိုတော့ဆွဲလိုက်ပြီးတော့တနေရာကိုချထားလိုက်တယ်ဆိုလို့ရှိရင်เนาะသူကဒါဒီ move အဆင့်မှာပဲရှိတယ်เนาะ copy မဖြစ်သေးဘူးဟုတ်ပြီ copy ဘယ်လိုလုပ်မလဲเนาะအဲ့ဒါကြည့်အောင်ကျွန်တော်အဲ့တော့ copy ကတော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲ copy ကတော့ဟုတ်ပြီ move to ပဲအသုံးချမယ်အဲ့တော့တခုရှိရကျွန်တော်ကဒီမှာ keyboard ကတော့မမြင်ရဘူးเนาะဒါပေမဲ့ကျွန်တော်ဒီမှာ keyboard ရဲ့ key နံပါတ်ကိုကျွန်တော် key ကိုပြပြအောင်เนาะအဲ့တော့ဘယ် key ကိုနှိပ်မလဲဆိုတော့ဟုတ်ပြီအဲ့တော့ move ကိုဒီလိုရွှေ့တဲ့ချိန်မှာဘာလို့ရမလဲဆိုတော့ keyboard ထဲကနေပြီးတော့ control key လေးကိုတစ်ချက်နှိပ်လိုက်ပါ control เนาะ CTRL လို့ရေးထားတဲ့ control key လေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲ့မှာပါလဲကျွန်တော်တို့ဒီ copy ပေါ့เนาะသူရဲ့ original image ချိန်ခဲ့ပြီးတော့ copy လေးရသွားပြီဟုတ်ပြီเนาะဒါเนาะ okay ဒါဟုတ်เนาะ computer နိုင်မယ်ဟုတ်ပြီเนาะပြီးတော့တနေရာမှာပေးလိုက်ဟုတ်ပြီเนาะအဲ့တော့ dimension အတိအကျပေးခြင်းလဲဆိုလို့ရှိရင်เนาะဟောဒီမှာကျွန်တော်တို့ပြန်ပါလဲဒီမှာ
ဒီမှာ dimension ပေါ့နော်သူဘယ်လောက်ထိသွားမလဲဆိုတဲ့အတိုင်းသာရှိတယ်အဲ့ဒါကိုကျွန်တော်တို့က keyboard ထဲကနေရိုက် keyboard ထဲကနေပြီးတော့ရိုက်ထည့်လိုက်ရမယ်ဆိုကြပါစို့ကျွန်တော်တို့ကဒီမှာ9 page ပွာဝေးမှာထားမယ်ပေါ့နော်9 page ဆိုရင်5 feet ဟုတ်ပါနော် feet အားလေးရပြီးတော့ interlink တစ်ချက်ပေါက်ပြလိုက်လို့ရှိရင်เนาะအဲ့မှာ9 page ပွာဝေးเนาะသူရဲ့ original object 9 page ပွာဝေးမှာကျွန်တော်တို့ကြောက်သွားတာတွေ့ရလိမ့်မယ်ဟုတ်ပြီเนาะ okay တလက်စားထဲမှာကျွန်တော်တို့က copy ကိုဆက်တိုက်ပွားခြင်းဟုတ်ပြီเนาะ copy ကိုဘာလို့မလဲဆက်တိုက်ပွားခြင်းတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဘာလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့အခုနောက်ဆုံးရောက်နေတဲ့ comment เนาะ9 page enter copy လို့ရောက်နေတဲ့ comment တခြား comment တွေတော့ဆက်ဝင်လို့မရဘူးဒီအခြေအနေမျိုးမှာဥပမာကျွန်တော်တို့ကနောက်ထပ်3ခုပွားခြင်းတယ်ဗျာဒီ object အပါဝင်နောက်ထပ်2ခုပေါ့เนาะ3ခုပေါ့เนาะဆိုတော့ပွားခြင်းတယ်ဆိုလို့ရှိရင်အဲ့မှာဒီအခြေအနေမှာကျွန်တော်တို့ keypad ထဲကနေ star ဆိုတာလေးကိုနှိပ်လိုက်မယ် star เนาะ star လေးကိုနှိပ်လိုက်မယ် star လေးဟုတ်ပြီเนาะ star လေးပေါ်သွားပြီ star ပြီးတော့နောက်ထပ်3ဆိုတာလေးကိုရိုက်လိုက်မယ်ဟုတ်ပြီเนาะရိုက်ပြီးတော့ enter လေးခေါက်လိုက်ပါ enter လေးခေါက်လိုက်ပါဒါဆိုလို့ရှိရင်เนาะဒီ object အပါဝင်နောက်ဆုံး object အပါဝင်နောက်ထပ် object 3ခုပွားသွားတာတွေ့ရလိမ့်မယ်ဟုတ်ပြီเนาะဒါဒီကျွန်တော်တို့ SketchUp software မှာ object တွေကို copy လုပ်တဲ့နည်းပါဟုတ်ပြီเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ